အမှန်တရားကိုသိသွားတဲ့နောက်မှာဒန်နီယယ်ဟာအဲလာကိုမထွက်သွားဖို့ဒူးထောက်တောင်းပန်ခဲ့ပေမဲ့အဲလာကတော့နောက်ကိုတစ်ချက်ကလေးတောင်လှည့်မကြည့်ပဲထွက်သွားခဲ့ပါတယ်။ဒါတွေအားလုံးဟာဒန်နီယယ်ကိုယ်တိုင်ပြုခဲ့တဲ့မကောင်းမှုတွေရဲ့ရလဒ်ပါပဲ။လွန်ခဲ့တဲ့တစ်လကအဲလာဟာသူ့သမီးလေးနဲ့ညီမဖြစ်သူရိုစီတို့နဲ့အတူဈေးဝယ်ထွက်ခဲ့စဉ်မှာတက်တော်ဆောင်ဖြစ်တဲ့ဒန်နီယယ်ဟာရိုစီကိုပဲအလေးပေးကာကွယ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာကြော်ညာဆိုင်းပုတ်ကြီးပြုတ်ကျလာပြီးအဲလာတယောက်ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့ပါတယ်။အဲလာရဲ့သမီးလေးကဒူးထောက်ပြီးသူ့အမေကိုဆေးရုံပို့ပေးဖို့တောင်းပန်ခဲ့ပေမဲ့ဒန်နီယယ်ကတော့ကြောက်လန့်တုန်လှုပ်နေတဲ့ရိုစီကပိုအရေးကြီးတယ်လို့ထင်မှတ်ပြီးရိုစီကိုပဲပွေ့ချီကာထွက်သွားခဲ့ပါတယ်။ဒဏ်ရာရလို့ရုန်းကန်နေရတဲ့အချိန်မှာအဲလာဟာဒန်နီယယ်ရဲ့ကိုယ်ပေါ်ကမွေးရပါမှတ်တစ်ခုကိုသတိထားမိသွားပါတယ်။အဲ့ဒီတော့မှဒန်နီယယ်ဟာသူ့သမီးလေးရဲ့အဖေရင်းဆိုတာကိုအဲလာရိပ်မိသွားပါတော့တယ်။လွန်ခဲ့တဲ့6နှစ်ကရိုစီဟာအဲလာကိုဆေးခတ်ခဲ့လို့အဲလာတယောက်အိမ်တော်မရှိဘဲကိုဝင်ရခဲ့တာပါ။အဲလာဟာသူ့သမီးလေးကိုမစွန့်လွတ်နိုင်တာကြောင့်တကိုယ်တော်မိခင်အဖြစ်ဘဝကိုရုန်းကန်ခဲ့ရပြီးတကယ်တော့ဒန်နီယယ်ဟာချမ်းသာတဲ့တထေးတစ်ယောက်ဖြစ်ပါတယ်။ဒန်နီယယ်ဟာလည်းအဲ့ဒီညကဆေးခတ်ခံခဲ့ရတာကြောင့်အဲလာရဲ့လက်ဆွဲကိုပဲမှတ်မိနေပြီးနောက်ပိုင်းမှာအဲ့ဒီလက်ဆွဲကရိုစီစီရောက်သွားခဲ့ပါတယ်။ဒါကြောင့်ဒန်နီယယ်ကရိုစီကိုသူရှာနေတဲ့အမျိုးသမီးလို့အထင်မှားပြီးသူ့ရဲ့ဘဝမှန်ကိုဖျောက်ကနောက်တစ်နေ့မှပဲအဲလာရဲ့တက်တော်ဆောင်ဖြစ်ဝင်ရောက်လုပ်ကင်ခဲ့တာပါ။အဲလာဟာသူ့ရဲ့တန်တရားကိုအတီးပြုဖို့အတွက်ဒန်နီယယ်ရဲ့စပင်ကိုယူပြီးဖခင်ဖြစ်ကြောင်းစစ်ဆေးတဲ့ဆေးစစ်ချက်ကိုခိုးလုပ်ခဲ့ပါတယ်။ရိုစီကတော့ဒန်နီယယ်တယောက်အဲလာကိုဂယုစိုက်နေတာကိုမနာလိုဖြစ်ပြီးအဲလာဟာအကျင့်စာရိတ္တမကောင်းဘူးလို့ဆေးရုံမှာလိုက်လံအပုပ်ချခဲ့ပါတယ်။အဲလာကရိုစီကိုပါးရိုက်လိုက်ပေမဲ့ဒန်နီယယ်ကရိုစီဘက်ကနေကာကွယ်ပေးခဲ့ပြန်ပါတယ်။ဒါကိုကြည့်ပြီးသမီးလေးကငိုယိုပြီးတော့အဲလာဟာဒန်နီယယ်ရဲ့အလုပ်ရှင်စစ်ဖြစ်ကြောင်းသတိပေးခဲ့ပါတယ်။ဒါပေမဲ့ဒန်နီယယ်ကရိုစီပြောတာမမှားဘူးလို့ဆိုလိုက်တာကြောင့်အဲလာကဒန်နီယယ်ကိုပါးရိုက်လွတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာအဲလာစီကိုစစ်ချက်ရောက်လာခဲ့ပါတယ်။သူဟာဒန်နီယယ်စီအပြေးလွှားသွားပြီးအမှန်တရားကိုပြောပြခဲ့ပေမဲ့ဒန်နီယယ်ကမယုံကြည်တဲ့အပြင်သူ့ရဲ့အာယုံဆိုင်မှုကိုရချင်လို့ဟန်ဆောင်နေတာလို့ထင်ခဲ့ပါတယ်။ဒါဟာအဲလာကိုဒန်နီယယ်အပေါ်လုံးဝစိတ်ကုံသွားစေပြီးသူ့ရဲ့အချစ်တွေကိုရုပ်သိမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။နောက်တစ်နေ့မှာအဲလာဟာသူ့ဖခင်စီသွားပြီးသတိမေ့မျောနေတဲ့မိုက်နဲ့လက်ထပ်ဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့သူ့ဖခင်စီကနေဒေါ်လာတန်း50တောင်းဆိုခဲ့ပြီးဖခင်ဖြစ်သူကလည်းမိုက်ရဲ့မိသားစုစီကရမယ့်ဒေါ်လာတန်း100ကိုရဖို့အတွက်ချက်ချင်းသဘောတူခဲ့ပါတယ်။အဲ့ဒီနောက်အဲလာနဲ့သမီးလေးဟာလက်ဝတ်ရတနာဆိုင်ကိုတွားခဲ့ကြပါတယ်။ဒန်နီယယ်ကကားလိုက်မောင်းပေးမယ်လို့ပြောခဲ့ပေမဲ့အဲလာကငြင်းဆန်ခဲ့ပါတယ်။ဒန်နီယယ်ဟာအဲလာအရင်လိုမဟုတ်တော့တာကိုသိသွားပြီးအဲလာရဲ့စိတ်ကိုပြန်ရဖို့ကြိုးစားခဲ့ပေမဲ့ရိုစီကကြားဖြတ်နှောက်ယှက်ခဲ့ပါတယ်။ဆိုင်ထဲမှာအဲလာကသူ့သမီးလေးအတွက်တရဘူးတစ်ခုမှာထားပေမဲ့ရိုစီကလိုချင်တယ်လို့ဆွလုပ်ပြန်ပါတယ်။ဒန်နီယယ်ကအဲ့ဒီဆိုင်ရဲ့ရှယ်ယာရှင်ကြီးဖြစ်တာကြောင့်ဆိုင်ထဲကပစ္စည်းအလုံးကိုဝယ်ပြီးရိုစီကိုပေးလိုက်ပါတယ်။ရိုစီဟာအဲလာကိုအဆက်ခွဲဖို့အတွက်အဲ့ဒီတရဘူးကိုကျမ်းပြင်ပေါ်ပစ်ချပြီးနင်းချပစ်ခဲ့ပါတယ်။အဲလာကရိုစီကိုပညာပေးဖို့ကြိုးစားပေမဲ့ဒန်နီယယ်ကတားဆီးပြီးအဲလာကိုပဲပြစ်တင်ခဲ့ပါတယ်။သမီးလေးဟာအဖေကိုလိုချင်တယ်လို့ရောင်ရမ်းပြီးငိုနေတာကြောင့်အဲလာကစိတ်မကောင်းဖြစ်ပြီးဒန်နီယယ်စီစစ်ချက်ကိုထပ်သွားပေးခဲ့ပါတယ်။ဒါပေမဲ့ဒန်နီယယ်ကတော့အဲလာကိုရိုစီစီတောင်းပန်ဖို့ပဲအတင်းအကျပ်ခိုင်းနေခဲ့ပါတယ်။အဲလာကစာရွက်ကိုဒန်နီယယ်စီပြစ်ပေးပြီးထွက်သွားခဲ့ပေမဲ့ရိုစီကဒန်နီယယ်ကိုကြားဖြတ်ခေါ်သွားတာကြောင့်ဒန်နီယယ်အမှန်တရားကိုမမြင်လိုက်ရပြန်ပါဘူး။သမီးလေးရဲ့မွေးနေ့မှာသမီးလေးကတောင်းဆိုလို့ဒန်နီယယ်ကိုဖိတ်ခဲ့ရပါတယ်။အဲ့ဒီပွဲမှာလဲရိုစီကသမီးလေးကိုအဖေမရှိတဲ့ကလေးလို့လူပုံအလဲမှာအဆက်ခွဲခဲ့ပြန်ပါတယ်။အဲလာကပြန်လဲတုတ်ပြန်ခဲ့ပေမဲ့ဒန်နီယယ်ကတော့ရိုစီဘက်ကပဲရှိနေလိုက်ပေးခဲ့ပါတယ်။ဒန်နီယယ်ရဲ့လက်ထောက်ကအဲလာကိုရိုစီစီမတောင်းပန်ရင်သမီးလေးကိုကျောင်းကထုတ်ပစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။အဲလာဟာသမီးလေးအတွက်ခေါင်းငုံပြီးတောင်းပန်ခဲ့ရပါတော့တယ်။ဒန်နီယယ်ဟာသူတို့ထွက်သွားတာကိုကြည့်ပြီးစိတ်မသက်မသာဖြစ်နေစဉ်မှာပဲသူ့လက်ထောက်ကဖိုင်တွဲတစ်ခုလာပေးခဲ့ပါတယ်။အဲ့ဒီဖိုင်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အဲလာဟာအဲ့ဒီညကအမျိုးသမီးဖြစ်ပြီးသူဟာသမီးလေးရဲ့အဖေရင်းဖြစ်ကြောင်းသိသွားပါတော့တယ်။ဒါပေမဲ့ပိုပြီးနောင်တရစရာကောင်းတာကအဲလာဟာဒီနေ့မှပဲမိုက်နဲ့လက်ထပ်ဖို့ထွက်သွားပြီဆိုတာပါပဲ။